စားပါအောင်ကောင်းရင်ထပ်ပြောနော်ထပ်ကျွေးမယ် ဟဲ့လာဝင်ဒီနေ့ဆိုင်ဖွင့်နောက်ကြတယ်နော် မလေးမပြောချင်ပါဘူးဟဲ့မနေ့ကဈေးသွားတာလေဘယ်အကောင်တစ်ကောင်မှမသိဘူးဝင်နောက်ရှစ်တာတော်ရပေါ်တရားမောင်လေးကဝင်ကူလို့မဟုတ်တော့ကျုပ်ကမတွေးရဘူးတော့ အဲ့ဆိုဒီအမောင်လေးအမေရဲ့အသက်တခင်ကျေးဇူးရှင်ပေါ့အဲလေအသက်တခင်ကျေးဇူးရှင်ကိုကျေးဇူးကောင်းကောင်းဆက်တတ်မယ်ပေါ့ ဘာပြောနေမှလားမသိဘူးနော်ကဲပြောဒီနေ့ကဘာစားမှလဲ ခါတိုင်းစားနေကြအတိုင်းပဲ อ๋อဆိုရှောက်သီးတုပ်ပေါ့အရှင်ကြိုင်မြစ်ပြီးဆက်ဆက်လုပ်ပေးမယ် လာဝင်းငါချင်းတဲ့နေလို့ရှောက်တီးတော့ချင်းဆက်ဆက်လေးလုပ်ပေးငါမအောင်တော့မြင်မြန်လေးလုပ်ပေး ဟုတ်ကဲ့ပါညံလေးလုပ်ပေးပါမယ်နော်မရပါဘူးရှင် ဘယ်လောက်လဲ ဟော6000ပါရှင် 6000ရော့1000ပိုးရပြန်မနဲ့ငါအကျွေးမကိုင်း ဟဲ့လာဝင်ငါအီမာလေးဘာလို့တော့ပေးလိုက်တာလဲ ဟဲမတ်ကျွေရဲ့အမှုမဲဖြစ်သွားတာပါအားနာလိုက်တာ မလေးငါတို့ကဒါမရှိလဲနေ့စီမှာပတ်စံပေးပြီးဝင်စားနေတာပါ မတ်ကျွေရဲ့အဲ့လိုမထင်ပါနဲ့အဲ့လိုမဟုတ်ပါဘူးကဲခဏလေးစောင့်ညံဆုံးလုပ်ပေးမယ်ဟုတ်ပြီလား လောက်မနေနဲ့နေ့လိုငွေမျက်နှာကြည့်လို့စီမှာဘရောမှလာမစားတော့သွားပြီ ဒီနေ့တနေ့ကိုစိတ်ညစ်စရာတွေကြီးပဲဒုက္ခ ဟာညီမလေးကဒီနေ့ဆိုင်လဲမဖွင့်ပါလားဘာများဖြစ်တာပါလေအဝင်း ဘာလဲဟဲ့အတော့စားကြတယ်နောက်မှလာစားကြနေမကောင်းလို့စိုက်မဖွင့်ဘူး ဝင်းရဲ့နောက်ကိုလဲကြည့်ပါအောင်ကိုကြီးပါ ကိုကြီးအိမ်ကိုဘလို့တိတ်ပြီးလိုက်လာလဲထိုင် အဝင်းဆိုင်ကိုရောက်သေးတယ်အဝင်းဆိုင်မဖွင့်တာနဲ့အဲ့ဒါဘေးပတ်ဝင်းကျုံဝင်းမြန်ပြီးအဝင်းအိမ်ကိုရောက်လာတာ ဟိုလေအခုလို့တကူတကကြီးအိမ်ကိုမေးပြီးလိုက်လာတာဆိုတော့အရေးကြီးကိစ္စရှိလို့လားဟင် ဘာလဲကိုကြီးကအရေးကြီးကိစ္စရှိမှအိမ်ကိုလာရမှာလားတနေ့ဆိုင်ကဘာလို့ဖွင့်တာလဲယင် ခုတလောဆိုင်ကလည်းအယောင်ပါတယ်လေအရင်ရအောင်တောင်မနေရောင်းနေရတာကျမကြီးမကောင်းတာလည်းပါတာပေါ့လေ ကျမကြီးမကောင်းဘူး ဟုတ်တယ် အဝင်းဘာဖြစ်လို့လဲယင် လေးဘက်နာပေါ့ကိုရဲ့